ဝနဲ့ဘဝမှာလွတ်မြောက်ခြင်းအကြောင်းတရားဒေသနာတော်ဘဝဆိုတဲ့စကားလုံးကပါဠိစကားလုံးပဲဒါပေမဲ့လို့ဗမာတွေကလည်းအလုံးဘဝလို့ပဲသုံးကြတာပေါ့ဘဝဆိုတာခန္ဓာ၅ပါးရဲ့ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုကိုဘဝလို့ခေါ်တယ်အဲ့ဒီခန္ဓာ၅ပါးဘာကြောင့်ဖြစ်တုံးဆိုတော့ကံကြောင့်ဖြစ်တယ်ကံကိုကမ္မဘဝလို့ခေါ်ပြီးတော့ခန္ဓာ၅ပါးကိုတော့ဥပပတ္တိဘဝလို့ခေါ်တယ်ပဋိစ္စသမုပ္ပါဒ်မှာဥပါဒနာပစ္စယဘဝပစ္စယဇာတိတို့ဘဝဆိုတဲ့စကားလုံးကိုသုံးပြုထားတာရှိဥပါဒနာပစ္စယဘဝဆိုတာကြတော့အဓိကကတော့ကမ္မဘဝကိုပြောတာသို့တော့ဥပပတ္တိဘဝနဲ့လည်းဆိုင်တယ်ပေါ့ကမ္မဘဝဥပပတ္တိဘဝနှမျိုးလုံးနဲ့ဆိုင်တယ်ဘဝပစ္စယဇာတိရောက်တဲ့အခါကျတော့ဘဝပစ္စယဘဝအရာကတော့ကမ္မဘဝနဲ့ပဲဆိုင်တယ်အဲ့တော့ဆိုလိုတာကဘဝနဲ့ဘဝမှာဖြစ်စေတတ်တဲ့ကုသိုလ်ကံအကုသိုလ်ကံအဲ့ဒါကိုလည်းဘဝလို့ခေါ်တယ်အဲ့ဒီကံကြောင့်ရလာတဲ့ခန္ဓာ၅ပါးကိုလည်းဘဝလို့ခေါ်တယ်ပေါ့အဲ့ဒါတွေကိုအရင်မှတ်ဖို့လိုတယ်ပေါ့လူတွေကပြောပြီးတော့နေကြတယ်ဘဝလို့ပြောပြီးတော့နေကြတယ်သူ့ဘဝကိုယ်ဘဝပြောနေကြတယ်ဟာဒီဘဝဆိုတာရည်ညွှန်းပြီးတော့ပြောနေတာတော့ဥပပတ္တိဘဝကိုရည်ညွှန်းပြောတာဥပပတ္တိဘဝဆိုတာဘာရတာတော့ဆိုခန္ဓာ၅ပါးရတာတတ္တဝါတွေဟာခန္ဓာ၅ပါးကိုရလာပြီးတော့ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုကိုဘဝလို့ခေါ်တယ်ဘဝသုံးပါးသုံးဖို့တေဘုမကဘုံသုံးပါးဘုံသုံးပါးဆိုတဲ့ခေါ်လည်းရှိတယ်တေဘုမတို့မှာတေဘုမကဘုံသုံးပါးဘဝသုံးပါးဘုံသုံးပါးဆိုတာကာမဘုံရူပဘုံအရူပဘုံကာမဘုံဆိုတာတော့လူဘုံပါဝင်အပဲလေးဘုံဟာလည်းကာမဘုံပဲနဗီ6ထပ်လူဘုံကလည်းပဲကာမဘုံပဲအလုံးကာမ7ဘုံလို့ခေါ်တယ်နောက်စန္ဒယာအထုတ်ပြီးတော့သမထကျင့်တဲ့စန္ဒယာအထုတ်လို့ဆံရလို့စံကုသိုလ်ရဲ့ရူပဝဆရဆံရဲ့အကျိုးပေးရပုံကြတော့ရူပပြမဘုံလို့ခေါ်တယ်ရူပဘုံအဲ့ဒီဘုံမှာဖြစ်တဲ့ခန္ဓာကိုရူပဘဝဒါကအဲ့ဒီတဲ့အစင်မြင့်ပြီးတော့အရူပစန္ဒယာအထုတ်လို့ရလာတယ်နာကြီးတသက်ဖြစ်တဲ့ဘုံကြတော့အရူပဘုံအရူပဘဝလို့ခေါ်တယ်အလုံးဘုံသုံးပါးဘဝသုံးပါးသူကနဲ့သူအကျိုးပေးတာဖြစ်တယ်ပေါ့ကာမဘဝဆိုတဲ့ဘဝကတစ်ခုရူပဘဝဆိုတာကဘဝတစ်ခုအရူပဘဝဆိုတာဘဝတစ်ခုအဲ့ဒီတည်းမဲ့အတိတ်ကြဆုံးကကာမဘဝကာမဘဝဆိုတာအပဲလေးဘုံလူပြည်နဲ့တပြည်6ထပ်7ဘုံအဲ့ဒီဘုံမှာဖြစ်တဲ့ဘဝကာမဘဝသည်အတိတ်ကြဆုံးလို့ပြောအောင်အလဲလက်ဖြစ်တဲ့ဘဝကြတော့ရူပဘဝရူပဝဆရဇံကစန္ဒယာအထုတ်လို့ဆံရတော့တဲ့ပုဂ္ဂိုလ်တွေကြတော့ရူပဝဆရပြမဘုံကိုရောက်ကြတယ်အဲ့ဒီရူပဝဆရပြမဘုံက
လက်တန်သားလို့ပြောတယ်နောက်တစ်ခါအရူပဘဝရုပ်မရှိတော့ဘူးနတ်တတဖြစ်တဲ့အရူပဝဆရာအရူပပုံလေးမျိုးအဲ့ဒီလေးမျိုးမှာဖြစ်တဲ့ရုပ်မပါတဲ့နံခန္ဓာလေးမျိုးနဲ့ယက်တည်တဲ့ဘဝကအရူပဘဝလို့အဲ့လိုကာမဘဝရူပဘဝအရူပဘဝဘဝသုံးပါဒီလိုဘာဖြစ်လို့ဝဲပြသွားတယ်လဲလို့ဆိုလို့ရှိရင်ကတရားကြောင့်ဝဲပြတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တရနိကေမှာရှင်နန္ဒာပေးလို့မြတ်စွာဘုရားဖြေထားတာရှိတယ်ရှင်နန္ဒာကအရှင်ဘုရားဘဝနဲ့ပြောကြပါတယ်ဘာကြောင့်အဲ့ဒီဘဝဆိုတာရှိနေရတာလဲဒီမိကိုမေးတာဘဝဖြစ်ခြင်းအကြောင်းကိုမေးတာနော်ဘဝဆိုတာဘာဖြစ်လို့ရှိနေရတယ်လဲအလုံးကိုချုပ်မေးတာတန်တရားရဲ့မှာဘဝဆိုတာခန္ဓာကဘာဖြစ်ပေါ်မှုဆိုတဲ့ဘဝကြီးကဘာကြောင့်ရှိနေရတာလဲဆိုတော့မြတ်စွာဘုရားကကံကြောင့်ရှိနေရတာလို့ဖြေတာပဲအဲ့တော့ကာမဘဝကြတော့ကာမဘဝအကျိုးပေးတဲ့ကာမဝဆရာကံကာမဝဆရာကုသိုလ်ကံနဲ့အကုသိုလ်ကံကာမဝဆရာကုသိုလ်ကံနဲ့အကုသိုလ်ကံကကာမဘဝအကျိုးပေးတယ်အကယ်၍အဲ့ဒီကံမရှိဘူးဆိုရင်ကာမဘဝဆိုတာမဖြစ်နိုင်ဘူးနောက်တစ်ခါရူပဝဆရာကုသိုလ်ဆိုတဲ့စံကုသိုလ်ကရူပဘုံမှာကျိုးပေးတယ်အဲ့ဒီကံမရှိရင်လည်းရူပဘဝဆိုတာမရှိဘူးအရူပဝဆရာကုသိုလ်စေရနာကိုအရူပဝဆရာကံလို့ခေါ်တယ်အဲ့ဒီအရူပဝဆရာကံကအကျိုးပေးတဲ့ပုံကြတော့အရူပဘုံအဲ့တော့အဓိကတော့ကံရှိနေလို့ကံရဲ့အကျိုးပေးရဘဝဆိုတာရှိရတယ်အကျဉ်းချုပ်ပြောပါစေကမ္မဘဝရှိလို့ဥပပတ္တိဘဝရှိတယ်နော်ကံကြောင့်ဖြစ်တယ်လို့ပြောတာအဲ့တော့ဘဝတစ်ခုရရှိဖို့ကမ္မကံကအဗ္ဗဒမအရေးပါတယ်သို့တော့ကံနဲ့လားလို့ဆိုတော့မဟုတ်ဘူးကံကိုရှေ့ဆောင်ရှေ့ရွပြုနေတာကကိလေသာပဲဖြစ်တယ်အဲ့ဒီကိလေသာကြောင့်ကံတွေလုံနေကြတာသို့တော့ကံကိုအဓိကထားပြီးတော့ပြောလိုက်တယ်ကံကနေခွဲခြားပေးတာဖြစ်တယ်ပေါ့ကိလေသာကြောင့်ကံတွေကိုပြုလုပ်တယ်ပြုလုပ်တဲ့ကံအားလျော်စွာတတ္တဝါတွေဟာဘဝကွဲပြားခြားနာစွာဖြစ်ကြတယ်လို့ဖြစ်ပုံဖြစ်နည်းကိုမြတ်စွာဘုရားကဟောထားတာရှိတယ်အဲ့ဒီဘဝတုတ်တံမှာကမ္မံခိတံဝိညာဏံပိသံတတတတိဟောဆိုပြီးတော့ကမ္မံခိတံလို့ပြောတာကံဟာမြေနဲ့အလားတရတူတယ်ဘာဖြစ်လို့ဆိုကျွတ်တင်ပြီးတော့လှုပ်ထားတာမြေကြီးဆိုတာလည်းကျွတ်တင်ရှိနေတဲ့အရာဖြစ်တယ်တစုံတစ်ခုစိုက်ပျိုးမယ်ဆိုရင်ကျွတ်တင်ရှိနေတဲ့မြေကြီးပေါ်မှာစိုက်ပျိုးကြတာဘဝဆိုတာလည်းပဲကျွတ်တင်ရှိနေတဲ့ပြုလုပ်ခဲ့တဲ့ကံတရားဥပမာမယ်ကာမဘုံကိုအကျိုးပေးမဲ့ကံမျိုးလှုပ်ထားလို့ရှိရင်အဲ့ဒီကံဟာမြေလွှာပဲဖြစ်တယ်အဲ့ဒီကံကိုအကြောင်းပြုပြီးတော့အဲ့ဒီပေါ်မှာမျိုးစေ့ဆိုတာကြာရမှာဖြစ်တယ်နော်ကံကိုမြေလွှာမြေကြီးလို့ဒီလိုသတ်မှတ်တယ်အဲ့ဒီမြေကြီးပေါ်မှာမျိုးစေ့လေးကိုချပြီးတော့စိုက်လိုက်တဲ့အခါအပင်ပေါက်တယ်ပေါ့ဒါလောကသဘာဝနဲ့အတူတူပဲအဲ့ဒီကံဆိုတဲ့မြေလွှာပေါ်မှာ
ဝိညာဏဆိုတဲ့ပရိသေမျိုးစေ့လေးတွေကြာသွားတယ်လို့သူဆိုလို့တယ်နော်ဥပမာနဲ့ပေးထားတာကံဒီပြေလွာပရိသေစိတ်တိမျိုးစေ့ဝိညာဏတိမျိုးစေ့အဲ့ဒီပရိသေစိတ်ဝိညာဏကနေပြီးတော့ဝိညာဏပစ္စယနာမရူပံလို့ဆိုတဲ့အတိုင်းနာနေရုပ်တည်ညွတ်တက်ပြီးတော့ဖြစ်လာတာဖြစ်တယ်ဝိညာဉ်ကမျိုးစေ့ကမ္မံခိတံဝိညာဏံပိစံတဏတနေဟောဒီပိတွင်ဆိုင်တဲ့အခါမှာဘယ်နှမျိုးရှိရလဲဆိုတာကိုကြည့်ကြည့်ပြည့်ရှိရမယ်မျိုးစေ့ရှိရမယ်ရည်ရှိရမယ်သုံးမျိုးနော်ပြည့်ရှိတယ်ရည်ရှိတယ်မျိုးစေ့ရှိတယ်ဘဝတစ်ခုဖြစ်လာဖို့ရလည်းပဲပြည့်ရှိရမယ်ရည်ရှိရမယ်မျိုးစေ့ရှိရမယ်ဒီနေရာမှာဘဝတစ်ခုဖြစ်ဖို့ကြတော့ကံဒီပြေလွှာဖြစ်တယ်ကံဒီကျွတ်တင်လှုပ်ထားတာဖြစ်လို့သူကပြေကြီးနဲ့အလားတရံတူတယ်ကျွတ်တင်ရှိနေတယ်အဲ့ဒီတည်းမှာမျိုးစေ့ဆိုတာကြတော့ကံရဲ့အကျိုးပေးတဲ့ဝိညာဉ်ဟာမျိုးစေ့ပဲဖြစ်တယ်အဲ့ဒီမြေကြီးနဲ့မျိုးစေ့နှစ်ခုတည်းမရသေးဘူးရှေးဆိုတာရှိရသေးတယ်ရှေးရှိမှမြေနဲ့ရေနှစ်ခုကိုပေါင်းမှမျိုးစေ့ကအပင်ဖြစ်နိုင်တာဒါကြောင့်မို့ကံတရားကမြေလွှာပရိသေစိတ်လေးကမျိုးစေ့တဏှာဆိုတဲ့တွေ့တာမှုကရေနဲ့အလားတရံတူတယ်အဲ့တော့ဘဝဖြစ်လာပုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီသုတ္တမှာအဲ့လိုရှင်းထားတယ်နော်ဒါလေးကိုသဘောကျဖို့လို့သဘောပေါက်ဖို့လို့ကံကပြေလွှာဝိညာဉ်ဆိုတဲ့ပရိသေစိတ်ကမျိုးစေ့တွေ့တာမှုဆိုတဲ့တဏှာကရှိနဲ့လာတရံတူတယ်အဲ့ဒီရိုးရိုးသဘာဝကိုကြည့်ပဲဆိုလို့ရှိရင်မျိုးစေ့လေးတစ်ခုကိုမြေနဲ့ရေနဲ့ရေပေါ်ချဆိုင်လိုက်ပြီးတော့ရေလောင်းပေးမှအဲ့ဒီမျိုးစေ့လေးအပင်ပေါက်တယ်အဲ့ဒါလိုပဲဘဝတစ်ခုဖြစ်လာတာဟာအကြောင်းသုံးခုပေါင်းစုံထားတယ်လို့ဒီလိုတရုပ်ဖော်ပြီးတော့ဟောတာမြတ်စွာဘုရားအဲ့ဒီမဲ့ဘဝတစ်ခုမှာဖြစ်တယ်ဆိုတဲ့နေရာမှာတရားရီဟာအဝိဇ္ဇာနိဝရဏတယ်အဝိဇ္ဇာကမျက်စိကိုပိတ်ပေးထားတယ်အမှန်မသိအောင်အဝိဇ္ဇာကမျက်လုံးကိုပိတ်ထားတယ်တဏှာတန်ရောစနာနာတဏှာဆိုတဲ့ကြိုးနဲ့ချီတုပ်ထားတယ်ဆိုလိုတဲ့အိဗယ်ကတော့လူတယောက်ကိုဒုက္ခအတွင်းတွန်းပို့ဖို့ရအတွက်မျက်နှာကိုအဝတ်နဲ့အုပ်ပြီးတော့စီးထားတယ်မမြင်အောင်ရုံးထွက်မသွားနိုင်အောင်ကြိုးနဲ့တုပ်ထားတယ်မျက်နှာကိုအဝတ်စီးလူကိုကြွတ်တုပ်ပြီးတော့ခေါ်သွားပြီးတဲ့အခါမှာ6ကဘာတဲ့တွန်းချတယ်လို့ပဲတရားတွေဟာထုထုဘဝမှာဖြစ်ရတယ်ဆိုတာအဲ့ဒီပုံစံပဲလို့ဒါမြတ်စွာဘုရားသေဖို့ထားတာပြောပြတာနော်အဝိဇ္ဇာနိဝရဏနာတဏှာတန်ရောစနာနာအဝိဇ္ဇာကနေပိတ်ဆို့ထားပြီးတဏှာကျိုးကနေချီနှောင်ထားပြီးတော့ဘဝဆိုတဲ့ပေါ်မှာရောက်ရှိတော့တော့ပို့တာအဲ့ဒါနဲ့ဘဝကလွတ်မြောက်တယ်ဆိုတာအမှန်တမ်းခဲနေလွတ်မြောက်ဖို့ရအမှန်တမ်းခဲနေအဲ့ဒီဘဝတစ်ခုဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့တန်ယုတ်တနိကေမှာပိစသုတ်တံဆိုတာရှိတယ်အဲ့ဒီပိစသုတ်တံမှာမြတ်စွာဘုရားဘယ်လိုခေါ်ထားတော့ဆိုပင်စီမာနိဘိက္ခွေပိစသာတာတိဒါဘုဒ္ဓအနေနဲ့ကြည့်တာတမန်အပြင်လူတွေမသိကြဘူးမျိုးစေ့က5မျိုးရှိတယ်တဲ့မြတ်စွာဘုရားနော်
အပင်ဖြစ်ပွားဖို့အတွက်မျိုးစေ့ဆိုတာ5မျိုးရှိတယ်ပေါ့အဲ့ဒီ5မျိုးကဘာလို့ဆိုရင်မူလပိစတာတခုမူလပိစဆိုတာအမြစ်ကလည်းမျိုးစေ့ပဲတချို့ပင်ကအမြစ်ကိုစိုက်ရတာလေနော်အမြစ်ကိုတူးစိုက်တာအဲ့ဒါအမြစ်ကမျိုးစေ့နောက်တစ်ခါခန္ဓာပိစအကိုင်းကိုစိုက်တာရှိတယ်အဲ့ဒါကြတော့ပင်စီသည်မျိုးစေ့အခပိစတချို့ပင်ကအညွန့်အဖျားလေးကိုစိုက်လိုက်ရင်ရှင်းတယ်အဲ့ဒါကြတော့အခပိစတချို့အပင်ကအစစ်ကိုအစစ်ပါအောင်ဖြတ်ပြီးတော့ဥပမာပဲကြံတို့ဝါတို့အစစ်နဲ့စိုက်အစစ်ပါအောင်ဖြတ်ပြီးတော့စိုက်တဲ့အခါမှာအဲ့ဒီအစစ်ကနေပြီးတော့ပင်ထွက်တာအဲ့ဒါကြတော့ဖလူပိစလို့ခေါ်တယ်နောက်တစ်ခုကတော့လူတွေခေါ်နေတဲ့အတိုင်းပိစနော်တကယ်အစစ်ဟာမျိုးစေ့တစ်ခုပဲအဲ့တော့များသောအားဖြင့်မျိုးစေ့ဆိုလို့ရှိရင်အဲ့တစ်ခုပဲအသိများကြတယ်ပေါ့အဲ့ဒါကိုပိစမျိုးစေ့အဲ့တော့မျိုးစေ့အပင်ဖြစ်ဖို့ရာအတွက်အမျိုးစေ့5မျိုးရှိတယ်လို့ဒီလိုပြောတာနော်မျိုးစေ့5မျိုးမူလပိစအမြစ်မျိုးစေ့ခန္ဓာပိစအကိုင်းအခက်မျိုးစေ့အကပိစအညွန့်မျိုးစေ့ဖလူပိစအစစ်မျိုးစေ့နဲ့ပိစမျိုးစေ့လို့ခေါ်တဲ့မျိုးစေ့နော်တရစေ့တို့တမစေ့တို့အဲ့ဒါမျိုးစေ့အဲ့လိုတပင်ဖြစ်ဖို့မျိုးစေ့5မျိုးရှိတယ်ပေါ့ခဏခေတ်ကြတော့ကိုင်းကူတွေရောပါရောဆိုပို့ပြီးတော့မျိုးစေ့တွေပေါ်နေတယ်နော်အမျိုးမျိုးရှောက်ဆက်ပြီးတော့စိုက်နေကြတာသို့တော့ဒီ5ခုတွေကတစ်ခုခုပါပဲဒီထက်တော့လွတ်ထွက်သွားတာမရှိဘူးနော်တ issue ငပြောတော့ပါတော့လောက်ခုခေတ်မှာတော့အဲ့တော့မျိုးစိတ်ဆိုတာကိုဒီသပင်ကနေထုတ်ယူပြီးတော့အပင်ဖြစ်အောင်စိုက်ကြတယ်မြတ်စွာဘုရားဟောတာကမျိုးစိတ်5မျိုးတဲ့အဲ့ဒီမျိုးစိတ်5မျိုးဟာမပြတ်မစီးအောင်မြင်မြင်ရှိနေတယ်မျိုးစိတ်ကောင်းတယ်လို့ပြောတာတခုတည်းပြောမယ်ဆိုရင်တရက်စီလေးတစ်စီရထားတယ်တရက်စီလေးကြည့်အပင်ကမပေါက်ဘူးဘာရှိရမှာတော့ဆိုရင်မြေကြီးရှိရမယ်ရှေးရှိရမယ်မြေကြီးနဲ့ရေနဲ့ပေါင်းမှအသေးအစိတ်ကပဲပေါင်းနိုင်တယ်သူကြီးထားလို့ပဲမပေါက်ဘူးအဲ့တော့ဒီမျိုးစိတ်အလုံးဟာလည်းပဲမပြတ်မစီးသိမ့်ထားပြီးတော့မြေနဲ့ရေနဲ့ပေါင်းစားလိုက်တဲ့အခါမှာအပင်ဖြစ်တယ်ဒါကဥပမာအနေနဲ့ပြောတာလူဘဝဖြစ်တာလဲအဲ့ဒီတိုင်ပဲနော်ဘဝမှာဖြစ်ကြတယ်ဆိုတာအဲ့တိုင်ပဲကိုယ်တိုင်နဲ့အဲ့ဒါနဲ့ဖြစ်လာတာကိုယ်တိုင်လဲလူတိုင်းအဲ့တိုင်ဖြစ်လာတယ်အဲ့ရပြောမယ်ဆိုလို့ရှိရင်တာမန်ကြည့်မယ်ဆိုရင်လူမြင်ရတာကိုပြောရမယ်ဆိုရင်မိဘရဲ့တွေ့တာနှစ်ခုပေါင်းစပ်ပြီးတော့ကလလရေးချီဆိုဖြစ်တာဒါပေမဲ့အဲ့ဒါလူမြင်တာကိုပြောတာနော်လူမြင်တာကိုပြောတာခုခေတ်ရုပ်ဝတ္ထုပိုင်းကပြောမှဆိုရင်မိဘရဲ့တွေ့တာပေါင်းစပ်မှုအဲ့ဒီပေါင်းစပ်မှုကနော်အဲ့ဒီပေါင်းစပ်မှုနှစ်ခုဟာမြေလွှာသဘောပဲဖြစ်တယ်နော်မြေလွှာပဲဖြစ်တယ်မျိုးစိမဟုတ်သေးဘူးအဲ့ဒါမိဘရဲ့သေသားနှစ်ခုပေါင်းစပ်တာကမြေလွှာအဲ့ဒီမဲ့ခုနကန္တရားကဖန်တီးလိုက်တဲ့ဝိညာဉ်မျိုးစိပြီးတော့မှတွေ့တာမှုတဏကရှိတော့အဲ့ဒါလို့ပြန်ပြီးတော့ကြည့်အောင်ဆိုလိုတာကမိဘရဲ့တွေ့တာကကလလရေးချီဆိုတာဆွိုင်းမဲ့သူကမြေလွှာပဲအဲ့တဲ့မဲ့လူတွေဖန်တီးလို့မရတာပါလဲလို့ဆိုရင်အဲ့ဒီမှာပါလာတဲ့ကံ့ကြောင့်ဖြစ်တဲ့ပရိသေရိစိတ်ရဲ့
ကံကြောင့်ဖြစ်တဲ့ယုတ်တွေရဲ့နော်ပရိသေရိစိတ်နဲ့ကမ္မဇယုတ်ကံကြောင့်ဖြစ်တဲ့ယုတ်တွေရဲ့ပရိသေရိစိတ်တော့ဆိုလိုတာကကာယတတကကလရုပ်ပေါင်း30ဝတ္ထုတတကကလရုပ်ပေါင်း30နဲ့အမျိုးသားအမျိုးသမီးကွဲရင်ဘာဝတတကကလရုပ်ပေါင်း30အဲ့တော့ရုပ်ပေါင်း30နော်အဲ့ဒါကအမေကလောက်တာမဟုတ်ဘူးအဖေကလောက်တာလည်းမဟုတ်ဘူးအမေအဖေနဲ့မဆိုင်ဘူးနော်ပရိသေရိတည်တယ်ဆိုတာအဲ့ဒီပရိသေရိမျိုးစိတ်ပရိသေရိစိတ်လေးရဲ့ကံကြောင့်ဖြစ်တဲ့ကမ္မဇယုတ်30ရဲ့အဲ့ဒီနှစ်ခုကပြိုင်နှုတ်ဖြစ်လာတာနော်ပြိုင်နှုတ်ဖြစ်လာတာအဲ့ဒီမဲ့ဝိညာဉ်လေးကိုအဓိကထားပြီးတော့ပြောတာပရိသေရိစိတ်ဝိညာဉ်လေးကိုအဓိကပြောတာပဋိစ္စသမုပ္ပါဒ်ကြတော့သင်္ခါရပစ္စယဝိညာဏသင်္ခါရဆိုတာအတိတ်ဘဝကကံတရားအတိတ်ဘဝကကံတရားကြောင့်ဝိညာဏဆိုတဲ့ပရိသေမျိုးစိတ်လေးဖြစ်လာတယ်နော်အဲ့ဒီမျိုးစိတ်လေးအကြအဲ့ဒီမျိုးစိတ်လေးကဘယ်မှာဖြစ်တာတုံးဆိုရင်ပြောမယ်ဆိုလို့ရှိရင်မိဘနှစ်ပါးပေါင်းစုံထားတဲ့တွေ့တာမှသွားဖြစ်တယ်အဲ့ဒီမိဘတို့ရဲ့တွေ့တာသည်ဆွိုင်းပဲမြေကြီးပဲဒါလောကအမြင်နဲ့ပြောတာနော်မြေကြီးအဲ့ဒီမြေကြီးပေါ်မှာခုနကဝိညာဉ်ဆိုတဲ့ပရိသေမျိုးစိတ်ကြတယ်အဲ့ဒီပရိသေမျိုးစိတ်လေးကမှဝိညာဏပစ္စယနာမရူပံဆိုနာနေယုတ်တွေပါလာတာနာနေယုတ်တွေဟာအညွန့်ထက်လာတာနဲ့တူတူပဲအဲ့ဒါပရိစ္ဆသမုပ္ပါဒ်နဲ့ကြည့်မယ်ဆိုရင်အဲ့တိုင်းပဲနော်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပံအဲ့ဒီပရိစ္ဆသမုပ္ပါဒ်ကလူဟာဘလို့ဖြစ်လာတယ်လဲကိုဆန်းစစ်ကြည့်ငါတို့ဒီဘဝဘလို့ရောက်လာတာလဲဆိုရင်အဲ့ဒါနဲ့ပဲပြောမှာဖြစ်တယ်နော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတာအဝိဇ္ဇာအဲ့ဒီမသိလို့လုံးမိလို့ရလှုပ်တာကသင်္ခါရကုသကံအကုသကံနှစ်ခုမသိတာကအဝိဇ္ဇာလှုပ်မိလို့ရလှုပ်တဲ့ကံတရားတွေကသင်္ခါရအဲ့ဒီကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ထုတ်လုပ်လိုက်တဲ့အခါကျတော့ဒါကလူမသိတဲ့ဟာပေါ့နော်ဝိညာဏဆိုတဲ့မျိုးစိတ်တွေဖြစ်လာတယ်အဲ့ဒီဝိညာဏကမှပရိသေလေးကမှဆင်ကဲပြီးတော့ဖြစ်လာတာဝိညာဏပစ္စယနာမရူပံထတုဘဝကိုတည်ဖို့တာဒါပရိစ္ဆသမုပ္ပါဒ်ဘဝလို့ဖြစ်လာတယ်လဲဆိုတာပြောတာဒါပရိစ္ဆသမုပ္ပါဒ်ရှုတော့ကပြောတာနော်အခုမြတ်စွာဘုရားခုနကဘဝတုတ်တံကြတော့ဘယ်လိုပြောတော့ကမ္မံခိတံဝိညာဏံဘိဇံတနာတနိဟောကံသည်မြေလွှာဝိညာဏသည်မျိုးစေ့တဏှာသည်ရေစေတတ်လို့အဲ့ဒါလို့ပြောတယ်အဲ့ဒါသုံးခုပေါင်းလိုက်တဲ့အခါမှာဘဝဆိုတဲ့အပင်ဟာဖြစ်ပေါ်လာခဲ့တယ်ရိုးရိုးသစ်ပင်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းစပ်တဲ့နေရာမှာမျိုးစိတ်လေးချပေးလိုက်တယ်မျိုးစိတ်လေးကိုမြေနဲ့ရေနဲ့အနေကူညီပေးလိုက်တယ်ပြီးတော့မှအပင်ထွက်လာတယ်အဲ့တိုင်းပဲတူတူပဲနော်အကြောင်းတစ်ခုကပေါင်းစပ်ပြီးတော့မှဒီအကျိုးတစ်ခုရလာတယ်ဆိုတာဒါဘဝဆိုတာအတိုင်းပဲလူမွေးတာလားလည်းအတိုင်းပဲမွေးဖို့မွေးနည်းယောနိလို့ခေါ်တယ်မွေးဖို့မွေးနည်းက၄မျိုးရှိတယ်လူတွေကြတော့အလုံးသိတဲ့အတိုင်းလူတွေကဘယ်လိုမွေးလဲဆိုရင်မိခင်ရဲ့ဝမ်းထဲမှာသတိတည်ပြီးတော့မွေးတာဒါအများစုကိုပြောပြတာနော်အဲ့ဒါကိုစလဖူးစာလို့ခေါ်တယ်သားအိမ်ထဲမှာဖြစ်တာမိခင်ရဲ့သားအိမ်ထဲမှာဖြစ်ပြီးတော့လူဖြစ်တာအဲ့ဒါစလဖူးစာကလလရေးကြီးကစပြီးတော့တဖြည်းဖြည်းကြီးထွားလာတော့သူတို့စေပညာမှာလည်းပဲနော်ဒီတိုင်းပဲဆိုတာပဲမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာလည်းဒီတိုင်းပဲဧပရိယလိုချီစကြမ်းပါလေအဲ့တိုင်းပဲတဖြည်းဖြည်းချင်းလူသားဟာတိုးတက်ဖြစ်ပေါ်လာတာ
ရေသားဒါကစလာပူဇာအန္တဇဆိုတာကြတော့ကြက်တွေငှက်တွေကိုကြည့်ကြက်တွေငှက်တွေဥကနေဖြစ်ကြတာအကောင်ပေါက်တော့သို့တော့အဲ့ဒီဥကပဲမှရှိတာတော့ဆိုခုနလိုပဲမိခင်ရဲ့ဝမ်းထဲမှာပဲရှိတာနော်ကျင့်ကင်မိခင်ရဲ့ဝမ်းထဲမှာဥအနေနဲ့ဖြစ်လာတယ်ဖြစ်လာပြီးတော့အဲ့ဒီဥကိုပထမမွေးလိုက်တယ်အဲ့ဒီဥထဲမှာပါလဲတဲ့တရေသားကတဖြည်းဖြည်းရင့်တန်လာတယ်အဲ့တော့စဉ်းစားကြည့်ပေါ့ကျက်ဥငှက်ဥဟာတတ်လွတ်ပါမလားနော်ကျက်ဥငှက်ဥဆိုတာအဲ့ဒီမဲ့ကျက်ရဲ့တရေငှက်ရဲ့တရေလေးတွေပါတယ်ပါလို့ဒီဥကကြီးလာတာတဖြည်းဖြည်းနော်အဲ့ဒီမှာသူကံကြောင့်မို့လို့အဲ့ဒါလဲခုနကကျက်အမိအဖရဲ့စွိုင်းထဲမှာခုနကမျိုးစေ့တစ်ခုကြားထားတယ်အဲ့ရနေပြီးတော့ပထမဥအနေနဲ့မွေးလိုက်တယ်နောက်တစ်ခါဥကမှတစ်ခါပေါက်ပြီးတော့ဒုတိယအကြိမ်ထပ်မွေးတယ်အဲ့ဒါနှစ်ခါမွေးလို့ငှက်တို့ဘာလို့ထွီးစာလို့ခေါ်တယ်နှစ်ကြိမ်ပေါက်တာပြောတယ်ဥအနေနဲ့တစ်ကြိမ်ပေါက်တယ်ဥကနေကွဲပြီးတော့တစ်ခါတစ်ကြိမ်ပေါက်ရတယ်နှစ်ကြိမ်ပေါက်တယ်ထွီးစာနှစ်ခါပေါက်တယ်လို့ပြောတယ်အဲ့ဒါကိုအန္တဇလို့ခေါ်တယ်နော်ဥတွေကနေပြီးတော့မွေးဖွားရတာနောက်တစ်ခုကအန္တေတဇဆိုတာပို့လောက်လန်နေလို့တချို့ပို့လောက်လန်ကြတော့ခြင်ကနေပြီးတော့ဥချတယ်လို့လည်းပြောတယ်အဲ့ဒါလို့ဥချတာမရှိပဲနဲ့အညိကိုဆွဲပြီးတော့အကောင်ဖြစ်တာမျိုးဆိုလို့လည်းဒါကြတော့နော်ဥကပေါက်တာမဟုတ်ဘူးဥကပေါက်တာလည်းရှိကောင်းရှိမယ်အဲ့တော့အစိုးတတ်တွေရှိလာလို့ရှိရင်အဲ့ဒီမှာအကောင်ဖြစ်လာတယ်မျိုးစေ့ကြလာတယ်အဲ့ဒီမျိုးစေ့ကနေပေါက်တာကြတော့တန်သေးတစနောက်တစ်ခါဩပပတိကဆိုတာဘွားကနေတော့ရှမွေးဖွာလာတာနတ်တီတို့တစေတရေတွေတို့ငရေပုံငါတို့အဲ့ဒါတွေကတရေနဲ့တီးပြီးတော့မွေးတာမဟုတ်ဘူးသေလိုက်ရင်ချက်ချင်းပဲဖြစ်သွားတာသူကဘွားကနေဖြစ်သွားတယ်အဲ့ဒါကိုဩပပတိကအဲ့တော့မွေးပုံမွေးနည်းက၄မျိုးရှိတယ်လို့ပြောတာအိမ်ထဲမှာဖြစ်ပြီးမွေးတာကတစ်ခုဥထဲမှာဖြစ်ပြီးမွေးတာကတစ်ခုအညိကိုဆွဲပြီးတော့မွေးတာကတစ်ခုဘွားကနေကိုထင်ရှားဖြစ်ပေါ်လာတာကတစ်ခုလို့အဲ့ဒါကိုယောနိ၄ပါးလို့ခေါ်တယ်ဘဝကိုဝင်ရောက်လာတာအဲ့ဒီနီလန်၄သွဲနဲ့ဝင်ရောက်လာတာလူတွေဟာဘဝထဲဝင်ရောက်လာတဲ့အခါဘယ်နှမျိုးနဲ့ဝင်ရောက်နိုင်လို့ဆို၄မျိုးလုံးနဲ့ဝင်ရောက်နိုင်တယ်တဲ့ဒါပေမဲ့အများစုကတော့ဒီကနေ့ခေတ်မှာလူဘဝဝင်ရောက်လာတာကစလာဖူးစာသားအိမ်ထဲကနေဝင်ရောက်လာတာများတယ်ပေါ့နော်ခုနဟာမျိုးတွေလည်းရှိနိုင်တယ်မြတ်စွာဘုရားလက်ထက်ကရှိတယ်တန်တေရဇဆိုတာပောက္ခရတာတိပုံနာတို့ပတုမထေဝီတို့ဆိုတာအဲ့ဒါတန်တေရဇတွေပဲတန်တေသူခေါ်တာပေါ့နော်သူတို့ကအဲ့ဒီအညိကနေဆွဲပြီးတော့ဖြစ်လာတာဩပပတိကတို့ဘာလို့ဆိုတာကြတော့အမ္ပပါဠိတို့အဲ့ဒါတွေကပွားကနေပေါ်လာတဲ့ဟာမျိုးတွေဒီလိုလည်းဖြစ်လာနိုင်တယ်ပေါ့နောက်တစ်ခါအန္တဇလူသားကြတော့အဲ့ဒါမှရှားပါလိမ့်မယ်ကိဏ္ဏယဥကနေပြီးတော့လူမွေးတာရှိတယ်တဲ့အခုခေတ်တော့ကိဏ္ဏရာဆိုတာတောင်းရှာတွေ့ဖို့ခက်တယ်ကိဏ္ဏရာဥကနေပြီးတော့လူဖြစ်မွေးတာအဲ့ဒါကြတော့အန္တဇလူသားလို့ခေါ်တယ်ဩပပတိကကြတော့ကဘာဥကလူတွေဒါဩပပတိကတွေအမေဖေးမရှိပဲနဲ့ပွားနေဖြစ်လာတာအဲ့တော့လူတွေဟာနီလန်၄သွဲနဲ့မွေးတယ်သို့တော့တကယ်အများဆုံးကတော့စလပူဇာပဲများတယ်ပေါ့တော့အဲ့လိုလောကကြီးတဲ့ကိုဝင်ရောက်လာတဲ့ entry ပေါ့ဝင်ပေါက်ကအဲ့၄မျိုးရှိတယ်အဲ့လိုလုပ်ပြီးတော့လူတွေထဲမှာဝင်လာတယ်ဝင်ပုံဝင်နည်းကအမတမတူတယ်ဒါကြောင့်မြတ်စွာဘုရားပိစသုတ်တံမှာမျိုးစေ့ဆိုတာ၅မျိုးရှိတယ်တဲ့အဲ့ဒီမျိုးစေ့၅မျိုးကမပြတ်မစီအကောင်းပကတိရှိနေတဲ့အခါမှာတဲ့မြေမရှိဘူးရေမရှိဘူးဆိုရင်လည်းမပေါက်ဘူးတဲ့မြေလည်းရှိတယ်ရေလည်းရှိတယ်ဆိုရင်အဲ့ဒီမျိုးစေ့ကပင်ပေါက်တယ်ဒါရှင်းရှင်းလေးပဲဥပမာပေးတာနော်အဲ့ဒါရေပေါက်လာတယ်တဲ့အဲ့တော့
ရေလက်ရှိပေါက်လာတယ်ဆိုတော့ဘသူကပေါက်တာတော့ဆိုလို့ရှိရင်ပရိသေစိတ်တွေကကံကြောင့်ဖြစ်လာတဲ့ဝိညာဉ်တွေကနေပြီးတော့သူကအဲ့ဒီဝိညာဉ်ရဲ့အကြောင်းတရားဝိညာဏဆိုတဲ့အသိစိတ်တွေကသူတစ်ခုတည်းဖြစ်တာမဟုတ်ဘူးသူနဲ့ပြီးတော့တွဲဖက်ပြီးတော့ဖြစ်တာလည်းရှိတယ်အဲ့တွဲဆိုပါစို့ခန္ဓာ၅ပါးထဲမှာရူပခန္ဓာဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာတို့၅ခုရှိတယ်အဲ့ဒီမဲ့ဝိညာဏဟာရုပ်ဝေဒနာသင်ညာသင်္ခါရဆိုတဲ့ခန္ဓာ၄ပါးကိုအမိပြုပြီးတော့အဲ့ဒါတွေကိုအာယုပြုပြီးတော့သူကဖြစ်ရတာသူနဲ့တွဲပြီးတော့ဖြစ်တာဒါကြောင့်မို့အဲ့ဒီရုပ်ဝေဒနာသင်ညာသင်္ခါရ၄ခုကမြေကြီးနဲ့အလားတရံတူတယ်ပေါ့ဒီသုတ္တမှာလို့ပြီးမြေကြီးနဲ့အလားတရံတူတယ်တဲ့နောက်တစ်ခါမြေကြီးရှိုံနဲ့မဖြစ်ဘူးရေရှိဖို့လိုသေးတယ်ရေကဘာလို့ဆိုရင်ကိလေသာဒီနေရာမှာအဓိကတဏှာပဲနော်အဲ့တော့မျိုးစိတ်လေးတစ်ခုဟာမြေနဲ့ရေနဲ့ပေါင်းစပ်မှပေါက်တယ်လို့မျိုးစိတ်ဆိုတာကတော့ဝိညာဉ်ပဲနော်ပရိသေစိတ်လေးကမျိုးစိတ်ပရိသေစိတ်လေးရဲ့မိယာဖြစ်တဲ့ရုပ်ဝေဒနာသင်ညာသင်္ခါရခန္ဓာ၄ပါးကမြေကြီးတဏှာကရေပေါင်းစပ်လိုက်တဲ့အခါမှာဘဝဆက်ဖြစ်လာပြန်တယ်ဒါကမြတ်စွာဘုရားရှင်းပြတဲ့ဥပမာဒီပိဇာသုတ်တံမှာရှင်းပြတယ်နော်အဲ့လိုဆိုလို့လေအဲ့တော့ဟုတ်ပြီဘဝတစ်ခုရလာတာဟုတ်ပြီဘုန်းကြီးတို့တွေဘဝရလာပြီးတဲ့အခါမှာဘဝဟာအကြောင်းတရားတွေရဲ့ပံ့ပိုးမှုနဲ့ရပ်တည်ပြီးတော့နေကြတယ်လူတွေဆိုလို့ရှိရင်နေ့စဉ်နဲ့တရားတွေဟာနေ့စဉ်နဲ့အစာအာဟာရတို့ဥတုတို့အမိပြုပြီးတော့ဘဝမှာရပ်တည်နေကြတယ်ဥတုနဲ့အာဟာရကိုအမိပြုပြီးတော့ရပ်တည်နေကြတယ်ဥတုအာဟာရကောင်းရင်ကောင်းတယ်လို့တက်တန်းလေးရှည်ကြတယ်ဥတုအာဟာရညံ့ရင်ညံ့တယ်လို့ဖြစ်တယ်ကံကကြီးပဲဆုံးဖြတ်ပေးတာမဟုတ်တော့ဘူးနော်သက်ရှိမှုမှာဥတုနဲ့အာဟာရနဲ့ဆိုင်တယ်ကံကကြီးပဲဆုံးဖြတ်မပေးဘာဖြစ်လို့ကံကကြီးဆုံးဖြတ်မပေးတာတော့ဆိုရင်စဉ်းစားကြည့်ရမှာကောရမမြတ်စွာဘုရားကသက်တော်80ပဲနေရတယ်တရားဓမ္မဘုရားပွင့်တယ်ကတ္တဗမြတ်စွာဘုရားက2000တန်းမှာဘုရားဖြစ်တာမို့သက်တော်2000နီးနီးနေရတယ်ပေါ့အဲ့တော့ကံကွာလို့လားလို့မေးမယ်ဆိုရင်ဘုရားဖြစ်ဖို့ပါရမီ7ပါးအထောက်အတူတူပဲဘုရားဆိုတာပါရမီ7ပါးပါရမီ7ပါးကိုအဆင့်30နဲ့လောက်တဲ့အခါ30စရိယ3ပါးအဲ့ဒါတွေကိုဖြည့်ကျင့်မှဒီသိနေတဲ့ကဘာတသိဖြည့်ကျင့်မှဘုရားဖြစ်တာဖြစ်တယ်အဲ့တော့ကုသိုလ်ကံပါရမီတမ္ပါရကုသိုလ်တရားတွေကိုစီဖို့အထောက်အတူတူပဲဘာဖြစ်လို့ကောရမဘုရားကအသက်တူပြီးတော့ကသဗ္ဗဘုရားဘာကြောင့်ရှေ့ရလဲဘာအကြောင်းလဲအကြောင်းတော့ရှေ့ရမယ်ဆိုတော့အဖြေပေးထားတာကဥဒုနာဘောဇနေနအာယုဟာယတိပိဝတ္တတိပိတဲ့ကောရမဘုရားရဲ့မြတ်စွာဘုရားရဲ့လက်ထက်မှာရှိတဲ့ဥဒုအာဟာရနဲ့ကသဗ္ဗဘုရားလက်ထက်မှာရှိတဲ့ဥဒုအာဟာရကွာတယ်နော်ဥဒုပေါ်မိပြီးတော့အာဟာရဆိုတဲ့တိဏ္ဍာဖြစ်တာလေခဏိခေတ်မှာဆိုလို့ရှိရင်ခဏိခေတ်မှာဆိုရင်ရာသီဥတုကမကောင်းတော့မြေဓာတ်ရေဓာတ်တွေကဆုတ်လာတဲ့အခါကျတော့အာဟာရဓာတ်တွေကလည်းရော့တယ်ဥဒုပြည့်ရင်အာဟာရရဲ့စွမ်းရည်တတိယလည်းကျဆင်းသွားတယ်ကတ္တဗဘုရားလက်ထက်ကဥဒုကလည်းကောင်းတယ်ကောင်းသည့်အတွက်ကြောင့်အဲ့ဒီဥဒုပေါ်မိပြီးတော့ဖြစ်ရတဲ့တိဏ္ဍတွေကလည်းပဲကောင်းတယ်လို့ဆိုတာအရတ္တပြေဝတယ်ပေါ့အဲ့ဒီနှစ်ခုကွဲပြားသည့်အတွက်ကြောင့်ဥဒုနဲ့အာဟာရကနေဆုံးဖြတ်ပေးပြီးတော့ဘုရားနှစ်စုဟာတတန်းရှိတာနဲ့တတန်းတိုးတာကွာသွားတယ်
လူတွေဟာလည်းပဲအသက်ရှည်တဲ့အသက်တိုတယ်ဆိုတာကံကြီးအဓိကမဟုတ်ဘူးဒါကြောင့်မို့တချို့အရက်တွေသားတွေကရာသီဥတုကောင်းတဲ့အရက်တွေမှာရာသီဥတုကောင်းတဲ့အရက်မှာလူဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့သက်ရှည်တဲ့လူများတယ်ပေါ့နော်သက်ရှည်တဲ့လူများတယ်ရာသီဥတုဆိုရတဲ့အရက်မှာလူဖြစ်ရတဲ့ပုဂ္ဂိုလ်တွေကဥတုကျမ်းတယ်အစာအာဟာရကျမ်းတဲ့အတွက်ကြောင့်တက်တန်တိုးကြတယ်လို့သူဆိုတယ်အဲ့ဒါအဓိကအကြောင်းပဲအဲ့တော့ဘဝတစ်ခုရလာလို့ရှိရင်အသက်ရှည်ခြင်းအသက်တိုးခြင်းဆိုတာဥတုနဲ့အာဟာရကဆုံးဖြတ်ပေးသွားတာလို့ဒါအဓိကအကြောင်းတရားကိုပြောပြတာအဲ့တော့ဘဝတစ်ခုရထားပြီရထားတဲ့အခါမှာဘာတွေလုပ်လဲဘာတွေလုပ်ကြလဲလို့ဆိုရင်လူဆိုတာကြည့်လေဥဘောပုံညင်းစပါပင်စယမစ္ဆောကုရုတေဣဒလောကမှာဖြစ်လာတဲ့သရဝါဟာအလုံးနှမျိုးလုပ်တယ်ဘာတွေလုပ်တော့မကောင်းတာလည်းလုပ်တယ်ကောင်းတာလည်းလုပ်တယ်နော်လူတွေရဲ့စိတ်ထဲမှာကောင်းတဲ့စိတ်ဓာတ်ရှိတယ်လို့မကောင်းတဲ့စိတ်ဓာတ်ကလည်းရှိတယ်ကောင်းတဲ့လဲမကောင်းတဲ့လဲပဲအကောင်းကြီးလည်းမရှိဘူးအဆိုးကြီးလည်းမရှိဘူးကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းအဲ့ဒါမကောင်းတဲ့အကုသိုလ်ဖြစ်တဲ့အခါဖြစ်တယ်ကောင်းတဲ့ကုသိုလ်ဖြစ်တဲ့အခါဖြစ်တယ်အဲ့ဒါတွေကိုမကောင်းတာဆိုရင်အကုသိုလ်ကံကောင်းတာလုပ်ရင်ကုသိုလ်ကံအဲ့ဒီကုသိုလ်ကံအကုသိုလ်ကံတွေဟာလှုပ်လိုက်တဲ့အချိန်ကနေစပြီးတော့ကိုယ်နဲ့သက်ဆိုင်မှုဖြစ်သွားတယ်ကိုလှုပ်တာကိုယ်နဲ့ပဲပတ်သက်တယ် responsible ကိုယ်ပဲတောင်းရှိသွားတယ်အဲ့ဒါကိုတင်ညှိတတ်တာတက္ကံဟောဒီကိုလှုပ်တဲ့အရာဒီကိုယ်နဲ့ပဲသက်ဆိုင်တယ်ကိုလှုပ်တာသူများနဲ့သက်ဆိုင်တယ်လို့မရှိဘူးကိုလှုပ်တာကိုယ်နဲ့ပဲသက်ဆိုင်တယ်ကိုစားလိုက်တဲ့အစာဟာကိုပိုက်တဲ့အရာကိုပဲကောင်းတာကောင်းခြင်းဆိုခြင်းကိုပဲဝေခံမှာပဲလေဝန်းလျှောမဲ့အစားစားမိရင်ဝန်းလျှောမှာကိုပဲလျှောပါတပြည့်လူလျှောမှာမဟုတ်ဘူးအဲ့တော့အဲ့လိုကောင်းမကောင်းကံတွေကိုလှုပ်လိုက်တဲ့အခါမှာဖြစ်လာတဲ့ကံမကောင်းကံသည်ကိုယ်နဲ့ပဲသက်ဆိုင်နေဒီဘဝရင်သက်ဆိုင်တာလားလို့ဆိုမဟုတ်ဘူးတင်္စအာရယကိစ္စတိတခြားပိုင်ဆိုင်မှုတွေကိုကိုယ်ယူမသွားပေမဲ့လို့ကိုလှုပ်ထားတဲ့အဲ့တော့နောက်ဘဝသွားရင်လည်းပါသွားတယ်ဟုတ်လားနော်မယူချင်ပါဘူးလို့ထားခဲ့လို့လည်းမရဘူးတင်္စတအနုကံဟောတိဘဝတန်တရားခီးမှာသူကနောက်ကပါနေမှာပဲဘာနဲ့ဥမာတူတော့ဆိုအရေးနဲ့ဥပမာလူသွားရလူရဲ့အရေးကရှိနေတယ်အမြဲတမ်းအရေးကိုထားခဲ့မယ်လူပဲသွားမယ်လို့မရဘူးနော်လူနဲ့အရေးဟာခွဲလို့မရအဲ့ဒါလို့ကံတရားတွေဟာအဲ့ဒါလို့လိုက်ပါတယ်လို့ပြောတယ်လိုက်ပါသည့်အတွက်ကြောင့်ကံတရားတွေရဲ့စီမံမှုထိုကံတရားတွေပေါ်မှာဘယ်သူကနေတခါဥဆောင်နေတော့ဆိုရင်ကိလေသာတရားဥဆောင်နေပြန်နော်ကိလေသာတရားဥဆောင်အဲ့ဒီကိလေသာဆိုတဲ့ထဲမှာတန်တရားထဲမှာဥဆောင်မှုပေးနေတာကအဝိဇ္ဇာနဲ့တဏှာဒီနှစ်ခုပဲပရိစ္ဆေသောဘတ်မှာမူလနှစ်ဖြာဆိုပြီးတော့ပြောထားတာအခြေခံနှစ်ခုအဝိဇ္ဇာနဲ့တဏှာအဝိဇ္ဇာကအမှန်တရားကိုဖုံးကွယ်ပေးတာဒါသူ့အလုပ်နော်အမှန်တရားကိုဖုံးကွယ်ပေးခြင်းကသူ့အလုပ်တဏှာကအဝိဇ္ဇာဖုံးကွယ်ပေးထားတဲ့အာယုံပေါ်မှာတွေ့တာနှစ်သက်ဆွမ်းလဲတာဒါကတဏှာဆွဲလန်းတာကတဏှာတစ်ခုနဲ့တစ်ခုအလုပ်ချင်းမတူအဝိဇ္ဇာကဖုံးပေးတယ်တဏှာကဆွဲလန်းစေတယ်အဲ့နှစ်ခုဟာဆောင်ရွက်ကြတယ်အဲ့တော့ဖုံးပေးတာကတစ်ခုဆွဲလန်းစေတာတစ်ခုဆိုအဓိကတရားခံကဆွဲလန်းစေတာကပို့ပြီးအဓိကကြတယ်ဒါကြောင့်မို့လို့သစ္စာဟောတဲ့အခါကျတော့ဒုက္ခသမုဒယဒုက္ခထုတ်လုပ်တာကိုအဝိဇ္ဇာလို့မပြောဘူးတဏှာလို့ပြောတာနော်တွတ်တိုက်ရိုက်ကြတယ်လေဆိုတော့လူတယောက်ကမျက်စိပိတ်ပေးတယ်ဆွဲခေါ်သွားတာကတဏှာပဲဒါမို့ဒီ
ဒီအဝိဇ္ဇာနဲ့တဏှာသည်အဝိဇ္ဇာကကုညီပေးတယ်တဏှာကဆွဲလန်းတယ်ဆွဲလန်းခြင်းအပြင်ကတရားတွေပြုလုပ်ပြီးတော့ဘဝကိုချမှတ်ပြီးတော့ပေးတာအဲ့ဒါကြောင့်မို့လို့ဒုက္ခကိုဖြစ်စေတဲ့ဒုက္ခသမုဒယသစ္စာဟာတဏှာပဲအဓိကထားပြီးတော့ပြောတာနော်ဒါဖြင့်တခြားအကြောင်းတွေမပါဘူးလားလို့ဒီလိုပြောတာတော့မဟုတ်ဘူးတခြားအကြောင်းတွေလည်းပါတယ်တဏှာသူတစ်ခုတည်းဖြစ်အဲ့တော့အဝိဇ္ဇာနဲ့တဏှာဟာသူကတလဲစီကောင်းဆောင်တယ်တလဲစီကောင်းဆောင်ဘယ်လိုတလဲစီကောင်းဆောင်လို့ဆိုရင်လူတွေပြောကြတယ်လေမသိလို့လုံမိတာပါဒါတစ်ခုသိရတဲ့နဲ့မရှောင်နိုင်လို့လုံနေတာပါနှစ်ခုရှိဟုတ်တယ်မလားအရက်တောက်တဲ့လူတယောက်ဟာအရက်ကိုမကောင်းမှန်သိတယ်မကောင်းမှန်သိနေတာကတည်းမကောင်းမှန်မသိလို့ကောင်းတဲ့ထင်လို့တကယ်ချင်းပေါင်းတဲ့နေတဲ့ပြောစရာကောင်းတဲ့ထင်လို့လုံမိတာအဲ့ဒါတစ်ခုမကောင်းမှန်သိပေမဲ့လို့ဖြတ်လို့မရတာကတစ်ခုနှစ်ခုရှိတယ်အဲ့တော့မကောင်းမှမသိလို့လုံးမိတဲ့အခါအဝိဇ္ဇာကဥဆောင်တယ်မသိလို့ဆိုတာအဝိဇ္ဇာလူတွေပြောကြတယ်လေမသိလို့လုံးမိတာပါမသိလို့လုံးမိတာအဲ့ဒါမသိဘူးဆိုတာအဝိဇ္ဇာပဲသူကဥဆောင်လိုက်တာနောက်တစ်ခါသိရတဲ့နဲ့လုံနေတာသိကြီးနဲ့လုံနေတာကျတော့တဏှာကဥဆောင်တယ်အဲ့ဒါကြောင့်ဖြတ်လို့မရဘူးလေနော်ကြိုက်လို့လုံတာဖြစ်သွားရောငါကတော့မသိလို့လုံတာကြိုက်လို့လုံတာအဲ့တော့တဏှာနဲ့အဝိဇ္ဇာသည်တလဲစီခေါင်းဆောင်လုပ်နေကြတာတန်တရားထဲမှာလူတွေကိုဒုက္ခပေးဖို့တလဲစီဖြစ်နေတာအဲ့လိုနီးနဲ့ဘဝတန်တရားထဲမှာလူတွေဒုက္ခရောက်နေကြတယ်အဲ့တော့ဘဝကလွတ်မြောက်ဖို့အတွက်ဆိုပါရီလောက်အောင်ပါလေမြတ်စွာဘုရားကဘဝကလွတ်မြောက်ဖို့အတွက်ခဏကအခုဘဝအကြောင်းတော့သိပြီဘဝကလွတ်မြောက်ဖို့အတွက်ဘာလုပ်ရမှာတော့ဆိုရင်အဲ့ဒီဘဝပေါ်မှာတွေ့တာနေတဲ့တဏှာကိုဖယ်ဖို့ပဲအဓိကပဲနော်အဲ့ဒါကိုလုပ်ရတွေ့တာမှုတဏှာကိုမဖွဲ့နိုင်ပဲနဲ့ဘဝကလွတ်မြောက်တဲ့ဆုံးမရှိဘူးအဲ့တော့တဏှာကိုဖယ်ရှားဖို့အတွက်ဘာလုပ်ရမလဲမဂ္ဂင်၈ပါးအကျင့်တရားจิตကြုတ်ကိုအထုမဂ္ဂင်၈ပါးအကျင့်တရားဆိုတာတခြားမဟုတ်ဘူးပညာရဲ့စိတ်ကူးကြံစည်မှုရဲ့နောက်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလရဲ့သမ္မာဝါယာမဆိုတဲ့ဝီရိယရဲ့နော်သမ္မာတတိဆိုတဲ့တတိရဲ့သမ္မာသမာဓိဆိုတဲ့သမာဓိရဲ့သီလကိုအခြေခံပြီးတော့အသိပညာမှန်ကန်စွာတွေ့တော်မူမှန်ကန်စွာကြိုးစားမှုမှန်ကန်စွာအမှတ်ရမှုနဲ့မှန်ကန်စွာစိတ်တည်ငြိမ်မှုဒီ၅ခုအလုံးပေါင်းတော့မဂ္ဂင်၈ပါးဒီမဂ္ဂင်၈ပါးနဲ့ဘာလုပ်ရမလဲဆိုရင်ဘဝရဲ့အပြစ်ကိုမြင်အောင်ကြည့်ရမယ်ဘဝရဲ့အပြစ်တွေကိုမြင်အောင်ကြည့်ဖို့လိုတယ်။အမှန်အားဖြင့်ဆိုရင်ဘဝရဲ့အပြစ်ကိုမြင်နဲ့ပြန်မေ့သွားတာပဲဘဝဆိုတာကောင်းတဲ့အကွက်ရှိတယ်လို့ပဲမကောင်းတဲ့အကွက်လည်းရှိတယ်နော်ကောင်းတဲ့အပိုင်းရှိတယ်ကောင်းတဲ့အပိုင်းကဘာတော့ဆိုရင်ဘဝရလာသည့်အတွက်ကြောင့်ပြောရတယ်ရွှင်ရတယ်ပညာတွေသင်ရတယ်ပေါ်စသဖြင့်လူတွေကจิตနဲ့ဝန္တာနေကြတယ်ဘဝရထားလို့ဒါဘဝရဲ့ကောင်းကွက်ပဲဘဝရဲ့အပြစ်ကဘာတော့ဆိုဘဝကြီးဟာမတည်ငြိမ်တာပဲတော့ကြစိတ်ဒုက္ခရောက်လိုက်ကိုယ်ဒုက္ခရောက်လိုက်တော့တစ်ခါပြောစရာဖြစ်လိုက်တော့တစ်ခါစိတ်ကြီးစရာဖြစ်လိုက်နေပြီးတော့ဘဝကြီးကမတည်မြဲဘူးတဖြည်းဖြည်းအိုမင်းလာတယ်ယောဂရလာတယ်နောက်ဆုံးသိသွားပြန်တယ်ကိုယ်လူဆန္ဒနဲ့ဆန့်ကျင်ပြီးတော့ဖြစ်တယ်မဟုတ်ခြင်းမဲ့အိုမဲမနာခြင်းမဲ့နာမဲမသိခြင်းမဲ့သိမယ်ဒါဆန့်ကျင်မဲ့ဖြစ်တယ်ဘဝကြီးကမတည်မြဲတာဟာကျင့်တဲ့ဆရာမကောင်းတာကောင်းတဲ့ဘဝဆိုရင်လူကတည်ခြင်းဒီတိုင်းနေချင်တယ်လေဘဝမှာဒီနုပြိုပြီးတော့အားရှိနဲ့ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ရအဲ့ဒီမရနိုင်တဲ့အနေအထားကြီးကဘဝမှာစိတ်ပြည့်စရာကြီးပဲတို့ဆိုလို့တယ်အဲ့တော့ဘဝကထွတ်မြောက်ဖို့အတွက်ကြတော့ဘာရှိလဲ
ဝပေါ်မှာတွေ့တာနေတဲ့လူချင်းနေတဲ့တဏှာကိုဖယ်ရမယ်ကောင်းတာကိုတဏှာဆိုတာကောင်းတဲ့အကွက်ကိုကြိုက်တယ်သူကကောင်းတာလေးနဲ့တွေပဲလူတွေကကြိတ်မိတ်ခံစားနေကြဆိုပါစို့သွေးတို့ယောဂရှိတဲ့လူတွေတို့စီးကျယောဂရှိတဲ့လူတွေတို့ဆိုပါစို့အချိုးမတည့်ဘူးဒါပေမဲ့သူကအချိုးကြိုက်တယ်မတည့်မှန်းသိရတဲ့နဲ့စားတာဒုက္ခကိုကြိတ်မိတ်ခံနော်ဒုက္ခကိုကြိတ်မိတ်ခံလိုက်တယ်လူဆိုတာတဏှာကကြိုက်လာပြီဆိုလို့ရှိရင်တော့တိတိကြီးနဲ့လောက်တော့တာပဲတဏှာကိုတွန်းလှန်ဖို့ရမတတ်နိုင်ကြဘူးပေါ့မစွမ်းနိုင်ကြဘူးဒါကြောင့်မို့အဲ့ဒီတဏှာဆိုတဲ့တွေ့တာမှုကြိုက်နေတဲ့မှုအဲ့ဒါကိုတွန်းလှန်ဖို့လိုတယ်ပေါ့ဘဝတွေကထွက်မြောက်ဖို့ဆိုတာလေတဏှာကိုတွန်းလှန်အဲ့တော့တဏှာကလည်းပဲ၃မျိုးရှိတယ်ကာမတဏှာကာမတဏှာဆိုတာမျက်စိနာနာလျာကာယမနနဲ့ဆုံတွေ့ရတဲ့အစဉ်အသံနာရတာအထိတွေ့အာယုအဲ့ဒါကိုကာမဂုဏ်တွေကိုနဲ့ပတ်သက်တဲ့အာယုတွေကိုကြိုက်နေတဲ့ကာမတဏှာလို့ခေါ်တယ်ဒါဒီ၅မျိုးတည်းတွေပြောလိုက်တာတရုပ်ဖို့ပြီးတော့ပြောမယ်ဆိုရင်အများကြီးပေါ့ရွှေကြိုက်တာလားစိန်ကြိုက်တာလားငွေကြိုက်တာလားတိုက်ကြိုက်တာလားကားကြိုက်တာလားနော်အများကြီးပဲပေါ့ပစ္စည်းနဲ့ပြောမယ်ဆိုလို့ရှိရင်အများကြီးဖြစ်သွားအဲ့တော့ပစ္စည်းနဲ့မပြောဘဲနဲ့သဘာဝနဲ့ပြောရင်မျက်စိတည်းကမြင်တာကိုကြိုက်တယ်နားကကြားတဲ့အသံကိုကြိုက်တယ်နှာခေါင်းကရှူရတဲ့အနံ့ကိုကြိုက်တယ်အရသာကိုကြိုက်တယ်အထိတွေ့ကိုကြိုက်တယ်အဲ့ဒီကြိုက်မှု၅မျိုးနဲ့ပတ်သက်ပြီးဖြစ်တဲ့တဏှာကိုကာမတဏှာလို့ခေါ်တယ်နောက်ဘဝတဏှာဆိုတာဘဝနဲ့ပတ်သက်ပြီးတော့จิตနှံ့နေတဲ့တဏှာတနည်းအားဖြင့်သာဝရဘဝလိုချင်နေတဲ့ဘဝတည်မြဲတဲ့လူယူဆပြီးဘဝမှာအမြဲနေခြင်းတဲ့တဏှာသည်ဘဝတဏှာတခါတည်းကျတော့ဘဝဟာသာဝရလို့ထင်မှတ်ပြီးတော့အတ္တဒိဋ္ဌိနဲ့ရှင်တွဲတဲ့တဏှာကိုလည်းဘဝတဏှာလို့ခေါ်တယ်နောက်တစ်ခါရူပဘုံအရူပဘုံကိုတွေ့တာလည်းဘဝတဏှာလို့ခေါ်တယ်နောက်ဝိဘဝတဏှာကြတော့ဘဝမရှိတာကိုကြိုက်တယ်လူဆိုတာအမျိုးမျိုးပဲရှိတာကြိုက်တဲ့လူရှိသလိုမရှိတာကြိုက်တဲ့လူလည်းရှိတယ်နော်လိုက်ပြီးတော့လူတွေကိုသူတည်တနာလုပ်ကြည့်ရှိတာကြိုက်လားမရှိတာကြိုက်လားဆိုမရှိတာကြိုက်တဲ့လူရှိတယ်လူကရှိမယ်နော်အဲ့တော့မရှိတာကြိုက်တာဘဝမရှိတော့ဘူးဆိုရင်ကြိုက်တဲ့လူကအဲ့ဒါဝိဘဝတဏှာလို့ခေါ်တယ်ဘဝမရှိတော့တာမမြဲတာကိုကြိုက်တဲ့လူအဲ့တော့ရှိတာကြိုက်တဲ့လူကတစ်မျိုးမရှိတာကြိုက်တာအဲ့ဒါကကာမတဏှာအပြစ်မဲ့ကလွယ်မာတဲ့အတွေးတွေပါတဲ့တဏှာလို့ပြောတာအဲ့ဒီတဏှာတွေကဘောနုဘဝိကနောက်ဘဝကိုဖန်တီးနေတဲ့အရာတွေသာဖြစ်တယ်ဒါကြောင့်မလို့နောက်ဘဝဆိုတာဘဝကလွတ်မြောက်ဖို့အတွက်ဘာကိုပယ်ရမလို့ဆိုတဏှာကိုပယ်ရဘာနဲ့ပယ်မှလဲလို့ဆိုရင်ခုနမဂ္ဂင်၈ပါးကိုကိုယ့်ရင်ထဲမှာဖြစ်အောင်လုပ်ရမယ်လောက်လာပြီးတော့အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားနဲ့ဘဝရဲ့အပြစ်နာစာတွေကိုကြည့်တဲ့အခါဘဝပေါ်မှာစိတ်ပြက်လာတယ်မလို့ချင်တော့မလို့ချင်မှုဆိုတာတဏှာကိုပယ်လိုက်လို့ဖြစ်တာနော်မလို့ချင်တာဖြစ်လာပြီဆိုလို့ရှိရင်ဘဝကလွတ်မြောက်ဖို့ရအတွက်အကြောင်းဖြစ်လာတယ်အဲ့တော့ချုပ်ပြောမယ်ဆိုရင်ဝိပဿနာတရားအားထုတ်ပြီးတော့ဘဝကနေညီငွေပြီးဘဝကလွတ်မြောက်အောင်ကြိုးစားအားထုတ်ခြင်းဖြစ်ဝိပဿနာအကျင့်ကနေပြီးတော့မဖို့နိဗ္ဗာန်ကိုဆက်ရောက်ပြီးတော့ဘဝကလွတ်မြောက်နိုင်တာဖြစ်တယ်ဘဝမှာဖြစ်တာတော့ကိလေသာနဲ့ကံပဲဘဝလွတ်မြောက်ဖို့ကြတော့မဂ္ဂင်၈ပါးအကျင့်တရားကြိုးစားအားထုတ်ရမှာဖြစ်တယ်အဲ့တော့ဗုဒ္ဓရဲ့တရားတော်မှာဘဝကိုလည်းဟောတယ်ဘဝကလွတ်မြောက်ခြင်းကိုလည်းဟောတယ်တခြားဘာသာတွေပါလည်းပဲသူတို့ဒီနဲ့သူတို့ရှိတယ်ဘဝကလွတ်မြောက်တယ်ဆိုတာဟိန္ဒူဘာသာမှာဘယ်လိုရှိတော့ဆိုရင်ဘဝဆိုတာကိုတကုရှင်ကြီးကဣတ္တရနိဗ္ဗာန်တကုရှင်ကြီးကဖန်ဆင်းလိုက်တာအဲ့ဒီတကုရှင်ကြီးနဲ့ပြန်ပေါင်းမိသွားလို့ရှိရင်ဖန်ဆင်းရှင်နဲ့ပြန်ပေါင်းမိရင်ဒါဘဝကလွတ်မြောက်တယ်လို့ယူဆတယ်ဒါသူတို့အယူဆပြောတာနော်ကောင်းငင်ဘုံရောက်ပြီးဘုရားသခင်နဲ့အတူနေရရင်လည်းဘဝကလွတ်မြောက်တယ်လို့ယူဆတဲ့ဘာသာတွေရှိတယ်ဘုရားဘာသာမှာတော့အဲ့လိုမရှိဘူးနော်ဘဝကလွတ်မြောက်ဖို့အတွက်ဘဝကိုလိုချင်နေတဲ့တဏှာကိုဖယ်ရှားခြင်းသာလေဘဝလွတ်မြောက်ခြင်းဖြစ်တယ်လို့ဒါမတူညီတဲ့သဘောနော်အဲ့တော့ဘုရားဘာသာဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းကိုရထားတဲ့ဘဝရဲ့အပြစ်နာစာတွေကို
တေချာစိတ်စစ်ပြီးတော့ဘဝပေါ်မှာညီငွေပြီးတွေ့တာမှုတွေကင်းပြတ်သွားလို့ရှိရင်တော့ဘဝကနေလွတ်မြောက်ကြမှာဖြစ်တယ်ဆိုတာရှုံကြည်ပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းဘဝတန်တရားရှိနေတဲ့အခါမှာမကောင်းမှုအကုသိုလ်ကိုရှောင်ရင်းကောင်းတဲ့ကုသိုလ်ကိုပြုလုပ်ခြင်းအဖြစ်ဘဝရဲ့ဆင်းရဲဒုက္ခတွေရဲ့တော့အသင့်သက်သာပြီးနောက်ဆုံးကြတော့ဘဝကလွတ်မြောက်ဖို့အတွက်တို့တွေကြည်ကြကြုတ်ကိုပွားများအထောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း